နားကြလိုက်တလဟောကြလားကြည်လဲကြည်တယ်သူကအသီးနဲ့တကြားနဲ့နှစ်ခုတည်းစိန်တာကတော့ကျွန်တော်တို့တနေ့လောက်ထားနိုင်တော့အကောင်းဆုံးပဲဗျ။ဘာလို့လဲဆိုရင်တနေ့လောက်ထားမှသူ့ရဲ့ဝိုင်ရဲ့အရသာပို့ပြီးတော့ရတာမလို့ပေါ့နော်။3 လလောက်နဲ့တောက်ချင်တော့တောက်လို့ရတာပေါ့ဗျ။ဒါပေမဲ့ဝိုင်ရဲ့အရသာထိထိမိမိတော့မရှိဘူးဗျ။လက်ကြံပူးစာသီးလေးနဲ့ပေါ့နော်။စိန်ကြမှာဗျ။ပူးစာဒီခူထားတယ်ကျွန်တော်ဒီဘူးကတော့ကျွန်တော်ပြီးခဲ့နေရဘူးအဟောင်းနဲ့စိန်ပြပါမှာဗျ။တကြားတော့တကြားအညူသုံးထားတာပေါ့နော်။တကြားအညူစိန်တာတော့ရိုးရိုးရှင်းရှင်းလေးပါဗျ။လွယ်လွယ်လေးပါ။တဘာဝနီးလန်းလို့ပြောထားတဲ့အတွက်တခြားဟာထဲပါဦးနော်တကြားနဲ့အသီးတွေပဲခုကျွန်တော်ဒီအသီးတွေပေါ့နော်ပူဇာသီးကိုဒီဘူးရဲ့သုံးပုံတစ်ပုံထည့်မယ်တကြားထည့်မယ်ပြီးရင်ပူဇာသီးကိုတစ်လောက်လောက်ပြန်ထည့်မယ်တကြားထည့်မယ်တကြားတစ်ပိတ်တာပဲသုံးပါမယ်ဗျကျွန်တော်ဒီဘူးရဲ့သုံးပုံတစ်ပုံထည့်ပါမယ်ကျွန်တော်အသီးကိုရီမစီးပါဘူးဗျဘူးတော့တန်းစင်အောင်စီးထားပါမယ်ဗျသုံးပုံတစ်ပုံရှောက်ပြီးသွားရင်တော့ကျွန်တော်ဒီတကြားအညူကိုထည့်ပါအောင်ဗျဒီဘူးကျွန်တော်တပိတ်တာပဲသုံးပါဆိုတော့ဒါတပိတ်တာပေါ့နော်တပိတ်တာကိုကျွန်တော်50တာတစ်ဝက်ပေါ့နော်ဒီကျွဲထဲမှာရှိတဲ့ဟာတပိတ်တာကိုတစ်ဝက်ခွဲထည့်လိုက်မှာဗျခုကျွန်တော်တကြားထည့်ပါဗျတကြားကိုတကြားအညူသုံးတာပေါ့နော်ဟောပြီးကျွန်တော်50တာထည့်လိုက်ပြီ50တာခြံထားလိုက်မယ်ပြီးရင်ကျွန်တော်ဒီဘူးကိုတစ်လောက်ထိဖြောင်းထည့်လိုက်မှာဗျထည့်ပြီးတော့ရင်တော့ကျွန်တော်တကြားထည့်မှာပေါ့နော်ပြီးရင်ပူဇာတိအပြည့်ထည့်မယ်ပြီးရင်လေလောင်ဖုံးပိတ်ပြီးတော့ထပ်ထားလိုက်မှာပေါ့အခုကျွန်တော်ဒါကိုဆက်ထည့်ပါမယ်ဗျကျန်တဲ့50တောက်အကုန်ထည့်လိုက်ပါမယ်ဒါဆိုရင်ဒီဘူးအတွက်ကျွန်တော်တပိတ်တာပေါ့နော်ခုပူဇာတိတွေအပြည့်ထည့်မယ်အပြည့်ထည့်ပြီးတော့ကျွန်တော်ဘူးကိုဖုံးပိတ်ပြီးတော့ထပ်ထားလိုက်မှာပေါ့နော်ဒါအခုကျွန်တော်ဒီပူဇာတိရတော့မကြည်သေးဘူးပေါ့နော်ကျွန်တော်ခူးပြီးတော့ထပ်ထည့်မယ်ပေါ့နော်အပြည့်ထည့်ပြီးကျွန်တော်ဘူးလေးလောင်ဖုံးပိတ်ပြီးတော့ထပ်ထားလိုက်မှာပေါ့မနေ့ဖြစ်မနေ့လောက်ဆိုရင်ကျွန်တော်လီလေးနဲ့ထပ်လျှော့မယ်ဒါအပြည့်မဟုတ်ဘူးပေါ့နော်အပြည့်စိန်ထားရင်တော့လီလျှော့စရာမလိုပါဘူးဗျဒီဘူးဒီလေးလည်းထပ်စိန်မှာပေါ့နော်လက်ကြံလေးတွေခူးပြီးတော့ကျွန်တော်စိန်မှာပေါ့ခုကျွန်တော်ဒီဘူးကအဖုံးကမကောင်းတော့လို့ပေါ့နော်ကျွန်တော်ကျွတ်အိတ်နဲ့ဖုံးလိုက်ရပါတယ်ဗျပြီးဒီပြင်းနဲ့ဒီကွင်းနဲ့ကျွန်တော်တို့အထက်တုံထားလိုက်ပေါ့နော်အဲ့ဒါဆိုရပါတယ်ဗျဒါတော့စိန်ထားတာမကြသေးတဲ့ဘူးပေါ့နော်ဒါဘလို့အရသာရှိတယ်ဘလို့အယောင်ရှိလဲဆိုတော့ကျွန်တော်တစ်ချက်စစ်ကြည့်မယ်ပေါ့နော်ဒီလိုကော်လေးနဲ့ကျွန်တော်ကဘာလို့ဘူးနဲ့စိန်တော့ဆိုရင်ဒီကော်လေးကိုဖွင့်ပြီးရင်ကျွန်တော်မြည်ကြီးစမ်းကြည့်ရှင်နဲ့စမ်းလို့ရပါတော့ဒီအဖုံတီးတန့်ဖွင့်စရာမလိုပေါ့ဖုံခဏဖွင့်နေရင်လည်းကျွန်တော်တို့အထက်ကမူလိုက်တာတို့ဒီပုတ်သွားတတ်တာလို့ဖြစ်တတ်ပါတော့နော်အဲ့ဒါတော့ကျွန်တော်စမ်းကြည့်ရှင်နဲ့ဒီကော်လေးနဲ့ပေါ့ဒီခုတော့ရှိတာပေါ့ခဏကြီးဒီကော်ကြီးအလွယ်တကူဖော်တော့လို့ရတော့စိုးစိုးစီးကုံသွားမှာတော့စိုးရင်ရတာပေါ့နော်အခုကျွန်တော်ဒီကောင်ဖွင့်တော့ကြည့်မယ်နားကြလိုက်တလဟောကြလားကြည်လဲကြည်တယ်သူကကြည်လဲကြည်တယ်ပြီးတော့အယောင်ကလည်းတအားလာတယ်အယောင်လည်းလာတယ်အော်ကျွန်တော်တော့ကြည့်မယ်လူရတာရှိတယ်ဝမ်ဒီဆူရှာပြင်းပြတဲ့အရာတော့မရသေးဘူးပေါ့နော်တနေ့လောက်ထားမှရင်ထဲပူဆင်းသွားပြီးတော့သူကဆူရှာပြင်းပြတဲ့အရာကြတော့တနေ့လောက်ထားမှရပါအခုကအသီးနဲ့တကြားနဲ့ရောထားထွက်လာတဲ့အကြီးသဘောလောက်ပဲရှိတယ်အသီးဖြိုရည်သဘောပဲရှိသေးတယ်ပေါ့နော်ဒါပေမဲ့တော့ရတဲ့အရာတော့မပြောမှာတကယ်ရည်လည်းမပါဘူးတကြားနဲ့အသီးရဲ့ရည်ဆိုတော့တော်တော်လေးကိုတောက်လို့ကောင်းတယ်ဒါတပိတ်တာခွဲအပုံးဆိုတော့အရင်ခြုံနေတာလည်းမဟုတ်ကြအရင်ချင်နေတာလည်းမဟုတ်ကြတော်တော်လေးကိုကောင်းတယ်တောက်ကြည့်မှပူပြီးတော့ခံစားချက်ကိုတီးတာပေါ့နော်yeast လို့ခေါ်တဲ့တစည်းမထဲပါဘူးရက်မထဲပါဘူးရေမထဲပါဘူးဗျ
ဘာဖြစ်လို့လဲဆိုရင်ကျွန်တော်တဘာဝနီလန်းလို့ပြောထားတာမလို့ပါအဲ့ဒါတွေကထဲလို့မရဘူးလားဆိုရပါတယ်ဗျကြီးစလို့ခေါ်တဲ့တဆေးကိုထိန်ဒေါန်ကျွမ်းနာမြန်တယ်ပူပြင်းနေဗျ3လလောက်ဆိုရင်တော့သူကတောက်လို့ရတယ်ပေါ့နော်အရက်ထဲလည်းအတူတူပါဗျရေထိန်တော့ဘာမှမကောင်းဘူးဗျရေထိန်တော့ရတာပြက်မယ်ပုတ်တက်တယ်မူဆွဲတက်တယ်ဗျ